နိုင်ငံလည်းကိုမှဆောင်းတွင်းရောက်ဆောင်းတွင်းဆိုတော့တည့်ရတဲ့အေးလူဘာလဲကိုနိုင်ငံကြောင်းနေပြောရရင်မကောင်းဒီမှာနေကြလို့နေနေကြတယ်တော့မထင်နဲ့နိုင်ငံကိုအုပ်ချုပ်မင်းလို့ရှင်တဲ့ကောင်တွေကလည်းစောက်ပညာမတက်စောက်ဦးနောက်ကမရှိကိုနိုင်ငံဆင်မပြေလို့သူများနိုင်ငံကိုအလုပ်ထွက်လုပ်မဲ့ဟာဟိုမှဟိုဟာပြရမယ်ဒီဟာပြရမယ်ဟိုဟာတင်ပြရမယ်ဒီဟာတင်ပြကောင်တွေကအခွန်လာလိုချင်တာဘာမှမပေးပဲနဲ့ကိုပြည်သူကိုလည်းဘာမှမထောက်ပံ့ဒုက္ခပေးဖို့တော့ပဲတက်ပြီးတော့အဲ့ဒါကိုနိုင်ငံကောင်းဆောင်နိုင်ငံအုပ်ချုပ်ခြင်းနဲ့တဲ့ဆိုတော့အဲ့ကောင်တွေကဘာကောင်ပြောမှဆိုဒီကောင်တွေကနိုင်ငံကြီးကိုဟိုးအောက်ရောက်အောင်လုပ်နိုင်ငံဟိုးအောက်ရောက်အောင်လုပ်နေတယ်သူတို့ပြည်သူကမကြိုက်ဒီကောင်တွေအုပ်ချုပ်ပြီးရောဒီချိန်ကအုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေလို့ရီကော့ခါကော့ပြီးတော့ပြည်သူကြားထဲမှာထွက်ရဲလာလို့မေးလိုက်ရှင်တာကိုနေရာလေးမှာဘယ်လိုရောဒီကောင်တွေရှိရမကောင်းတာလို့နောက်ကတန်းပေါ်တယ်ဆိုတာလေဒီကောင်တွေမသိဘူးစောက်ရက်ကိုမရှိတာစောက်ပညာမတက်တော့စောက်ရက်ကမရှိဘယ်လိုပြောဒါအောင်နိုင်ငံအုပ်ချုပ်ရှင်ပြည်သူတွေဘာလုပ်ပြင်မယ်ညာလုပ်ပြင်ရှာရုံးမရှင်တိုင်းရှောက်ပြောနေဒီကောင်တွေနှစ်ပေါင်း80လောက်အုပ်ချုပ်လာတယ်မြန်မာနိုင်ငံဘာမှဖြစ်မလာဘူးဆိုတာဒီကောင်တွေမသိဘူးအဲ့ကောင်တွေကိုအားပေးနေတဲ့ကောင်တွေကလည်းစောက်ဦးတော့မရှိဘူးပညာတွေတော့တက်တယ်နော်ပညာတွေသင်လာချင်အဲ့ဒါဘာဘွဲတွေဘာဒီဂရီတွေပါတယ်ဘွဲစုံတော့ယူထားအမှားနဲ့မှန်ကိုမခွဲတတ်တာဘာပညာတွေသင်ထားတာလဲတော့မသိတော့အဲ့လိုကောင်မျိုးတွေကိုတကယ်ပြောတာစောက်ခွဲတွေကိုတခါလဲအခုချီလူပြီးရိုက်ချင်တာအဲ့လိုကောင်တွေနောက်ကနေထောက်ပံ့နေတယ်ကုညီတဲ့ကောင်တွေလည်းရှိအဲ့ကောင်တွေသွားကြည့်လိုက်ဘွဲတွေကအမျိုးမျိုးယူထားတာဘာဘွဲတွေလဲတော့မသိဘူးဘာဦးနောက်တွေလဲကိုမသိဘူးနိုင်ငံကြီးဘယ်နေထိဘယ်နေထားရောက်သွားပြီလဲဆိုတော့ဒီကောင်တွေမျက်စိကလည်းမကြည့်တတ်တယ်လို့